တစ်ကိုထဲထဲမှာတစ်ကဝယ်ရမှာတဲ့ဆိုတော့ထဲထဲမှာတစ်ကတော့ဝယ်ပါမယ်ဒီမှာပါအထဲကိုဝင်ဖို့အတွက်အရင်ဆုံးတရားကိုဖြတ်ကားခြင်းမှာတရားကတော့တော်တော်လေးကိုတော့လမ်းပါတယ်ဒါပေမဲ့ဘေးပတ်ဝန်းကျင်ရှူရင်းတွေကိုတော့ကြည့်လို့ရပါတယ်ဟိုမှာတစ်ကဝယ်ရပါမယ်တစ်ကဝယ်ပြီးတော့ပါပြီတယောက်ကိုတော့$22ကျပါတယ်နှစ်နှစ်အောက်ဆိုလို့ရှင်တော့မပေးရပါဘူးတစ်ကဝယ်ပြီးတော့လည်းဒီမှာရှိတဲ့ကစားစရာတွေအကုန်လုံးကိုစိတ်ချက်ကစားနိုင်ပါတယ်ထပ်ပြီးတော့လည်း charger ပေးစရာမလိုတော့ပါဘူးအဲ့တော့ဒီပေးရတဲ့ဈေးနဲ့လည်းအရန်တန်နေလို့လည်းခံစားရပါတယ်အကောင်တွေကဒီတစ်ခေါက်သွားတာတော့တိတ်ပြီးတော့မတွေ့ရဘူးပေါ့နော်သူတို့တွေကအိတ်နေတာလားအဲ့လိုမျိုးဒီမှာမတွေ့ရအောင်မတွေ့ရတော့ဒီတစ်ခေါက်တော့မတွေ့လိုက်ရပါဘူးVale. Baby. အခုဒါမြင်းလေးစီးပြီးတော့တဲ့အခါမှာတော့ကျမတို့စားသောက်ဆိုင်လေးလေးလည်းရှိပါတယ်ပြီးတော့ toilet လေးလည်းနေရာတော်တော်များများမှာပေါ့နော်ထားပေးထားတဲ့အတွက်ကြောင့်မလို့ခလေးတွေအတွက်လည်းအပေါ်ပါသွားရလဲလွယ်ကူပါတယ်သူကတော့သူသွားချင်တဲ့နေရာကို map ကနေပြီးတော့ရှာကြည့်နေပါတယ်သူကအဲ့နေရာမှာမသွားခင်တရက်လောက်လူမာတွေကသူက YouTube မှာလည်းရှာထားပြီးသားပါအဲ့လိုမျိုးသူသွားချင်တဲ့နေရာကို map ကနေရှာပြီးလည်းညိုးတထိုးတို့နဲ့အရင်သွားပါတယ်တစ်ပင်လေးတွေနဲ့မြက်ခင်းလေးတွေကျင်းကျင်းစုစုနဲ့ဆိုရင်အရန်ကိုအရိတ်လဲရပြီးတော့တနေ့လုံးမိသားစုနဲ့အတူတူနေမယ်ဆိုရင်လည်းနားနေလို့ရတဲ့နေရာလေးပါ
အခုကတော့ခဏလေးနားပြီးတော့အစားတောက်တော့စားကြမှာပါဒီမှာရှိတဲ့စားတောက်လေးတွေကဈေးလည်းအတော်သင့်ဖြစ်ပြီးတော့စားလို့လည်းကောင်းပါတယ်အခုရရှိနေတာတော့ Cortez House ပါအဲ့ဒီအိမ်ထဲမှာအိမ်တက်သေးလေးတွေတစ်ပင်တဲထဲမှာလေအဲ့လိုမျိုးပုံစံလေးတွေနေလေအဲခန်းလေးပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်အတင်းချောင်းကြည့်ရပါတယ်ကင်မရာလည်းမဆန့်အောင်ရိုက်တယ်အဲ့လိုမျိုးအပေါ်မှာကြံသေးတယ်ဆိုတော့အပေါ်မှာလည်းရိုက်ကသေးတယ်အပေါ်မှာလည်းဒါလည်းသူထက်စီးရုံနဲ့ဆိုပြီးစီးနေပါတယ်ကစားစရာတွေကတော်တော်လေးကိုစုံပါတယ်လေခလေးတွေတော်တော်အရန်တင်တော်ပါတယ်ကိုရီကတော့ထပ်မစီးနိုင်တော့ဘူးနော်ဒါကတော့နောက်ထပ်လက်ဆန်တော့ကြည့်မဲ့နေရလေးပါအရှိဖက်ဝင်ဝင်ချင်းမှလည်းလက်ဆန်လေးတွေပတ်သက်ရှိပါတယ်ဒါကတော့ကပီပါရာပါသူကခိုက်ဖြတ်တတ်တဲ့ကြွတ်တူရှင်းလို့လိုမျိုးအမျိုးစားတွေကဒါပေမဲ့သူကတော့ခွေးအလက်စားလောက်စိုက်တော့ကြီးပါတယ်ပြီးတော့သူကတတ်လို့စားတဲ့တော့ပါလက်စနေတော့ကြည့်ပေမဲ့အထက်ထက်မှာလေအများကြီးတော့မတွေ့ရဘူးပေါ့နော်ဒီတစ်ခေါက်ကတော့အကောင်လေးတကယ်တိတ်မတွေ့ရခဲ့ပါဘူးအဲ့တော့ပြန်มาတော့မယ်နော်အားလုံးပဲ bye bye see you next video